GD နဲ့ IGCSE ဘယ်ဟာကိုရွေးရမလဲမိဘတယောက်ကကျမကိုလာမေးထားတဲ့ဟာလေးကိုဒီမှာဗီဒီယိုလေးလုပ်ပြီးတော့ဖြည့်ပေးလိုက်ပါတယ်ကျွန်တော်သမီး14နှစ် IS မှာ year 8တက်မှာပါတဲ့on the way to IGCSE future မှာ IGCSE or GD ဘယ်ဟာကိုရွေးချယ်ဖို့ teacher အနေနဲ့အကြံပေးလို့ရမလားခင်ဗျာတဲ့ဟုတ်ကဲ့ဒီမေကွန်လေးကိုအခြားမိဘတွေလည်းသိလို့ရအောင်ဒီမှာဗီဒီယိုလေးလုပ်ပြီးတော့ဖြည့်ပေးလိုက်ပါတယ် GD နဲ့ IGCSE ကြားမှာဘယ်ဟာကိုရွေးရမလဲဆိုတာကိုသိချင်တယ်ဆိုရင်ဒီအချက်3ချက်နဲ့တိုင်းတာပြီးတော့ရွေးကြည့်ပါနံပါတ်1အချက်ကကိုယ့်ရဲ့ career goal เนาะတကယ်လို့ကိုသားသမီးအတွက်မေးတယ်ဆိုရင်ကိုသားသမီးရဲ့ career goal ကိုမေးကြည့်သူအနာဂတ်မှာသူဘာအလုပ်လုပ်ချင်လဲเนาะဘယ် line သွားချင်လဲပေါ့အဓိကအကယ်၍များသူကဒီစိတ်ပညာ line သွားချင်တယ်engineer line သွားချင်တယ်မဟုတ်ဘူးဆိုရင်ဒီဥပဒေ line တို့ဒီ IT line တို့လားပေါ့เนาะဘယ် line လဲပေါ့အကယ်၍ဒီစိတ်ပညာတို့ engineer line တို့ဥပဒေ line တို့ဆိုရင်သူက IGCSE ကိုရွေးတာပို့ပြီးတော့ strong ဖြစ်တယ် GCSE ကပိုခိုင်မာတယ်ပေါ့အကယ်၍များအခြားဒီ business ဘိုင်းတို့shortcut way နဲ့သွားခြင်းနဲ့မြန်လေးပြီးခြင်းနဲ့ဆိုရင်တော့ဒါ GD ကိုရွေးလို့ရတယ်ပေါ့နော်C line တို့engineer line တို့ဆိုရင်တော့ကျမအနေနဲ့ GD ကိုတော့ recommend မပေးပါဘူးဒီ IGCSE ကိုရွေးဖို့ပဲအကြံပြုပါတယ်နံပါတ်2စဉ်းစားရမယ့်အချက်ကကိုကဘယ်နိုင်ငံမှာကျောင်းတက်ချင်လဲเนาะဒီ target country ပေါ့ပြောရမယ်ဆိုရင်အကယ်၍ကိုကဒီ American တို့လိုမျိုး Canada တို့Thai တို့ထိုင်းမှာဆိုရင်ဒီ Chulalongkorn University တို့Thammasat တို့เนาะဒီလို university လေးတွေပြီးရင်ဒီကိုယ့်ရဲ့ပြည်တွင်းမှာရှိတဲ့ private university college တွေကိုကိုအဓိကတက်ချင်တာမျိုးဆိုရင်တော့ GED ကိုရွေးလို့ရတယ် GED နဲ့တက်လို့ရတယ်အကယ်၍ကိုကဒီ UK တို့လိုမျိုးเนาะစင်ကာပူတို့ Australia တို့ဥရောပတို့ပြောချင်တာကဒီကမ္ဘာထိပ်တန်းတက္ကသိုလ်တွေပေါ့เนาะအဲ့ဒီနိုင်ငံတွေမှာရှိတဲ့ကမ္ဘာထိပ်တန်းတက္ကသိုလ်တွေတက်ချင်တာမျိုးမှာ Oxford တို့ပြီးရင်NUS တို့ Cambridge တို့အဲ့လိုမျိုး ranking မြင့်တဲ့တက္ကသိုလ်တွေဆိုရင်IGCSE line ကိုပဲရွေးဖို့အကြံပြုပါတယ် IGCSE line ကိုပဲရွေးရင်ပိုကောင်းတာပေါ့နော်ပြီးရင်နံပါတ်3ဒီစဉ်းစားရမယ့်အချက်ကကိုယ့်ရဲ့ budget နဲ့ course ကုန်ကျစရိတ်ပေါ့နော်ကုန်ကျစရိတ်တက်တာခြင်းလဲဆိုရင်တော့ GED ကိုရွေးလို့ရတယ်GED မှာဘာလို့လဲဆို GED မှာကဘာရက်၄ခုပဲရှိတယ်သူက somewhere J လက်တက်တာတယ်ဒီ IGCSE ထက်ကိုသင်တန်း J ကဆိုရင် IGCSE ထိသူအများကြီးတက်တာတယ်ပေါ့နော်တကယ်လို့ကိုက course ပိုင်းကိုကြည့်ခြင်းလဲဆိုရင်တော့GED ကိုရွေးလို့ရတယ်IGCSE ကကြတော့သူကကုန်ကျစရိတ်တော့ပိုများတယ်သူကအစားနည်းနည်းခက်တယ်ပြီးရင်သူ့ရဲ့ academic ကနည်းနည်းပို strong ဖြစ်တယ်ဆိုတဲ့ခါကျတော့သင်တန်းကြီးကလည်းသူကပိုများတယ်ပြီးရင် IGCSE ကကြတော့သူကအနည်းဆုံးဘာသာရပ်ဒီ9ခုကနေ9ခုအထိယူပြီးတော့ဖြည့်ရတယ်ပေါ့နော်သူရဲ့ exam fee တွေဒီစာမေးပွဲကြေးတွေကလည်းနည်းနည်းများတယ်ဖြည့်ဆိုရတဲ့ဘာသာရပ်တွေကလည်း GD ထက်များတဲ့ဆိုတော့ဒီတကယ်လို့ကိုကကုန်ကျစရိတ်တက်နိုင်တယ်ဆိုရင်တော့ IGCSE line ကိုရွေးလို့ရတယ်ပြီးရင်ကိုယ့်ရဲ့ career goal နဲ့လည်း match ဖြစ်တယ်ဆိုရင်ပေါ့နော်ကယ်၍ကိုကကုန်ကျစရိတ်တက်တာခြင်းနဲ့ဒီstrong ဖြစ်တဲ့ academic မလိုဘူးကိုကဒီ shortcut နဲ့မြန်ဆန်ဆန်ပြီးခြင်းနဲ့ဆိုရင်တော့ GED ရတယ်ပေါ့နော်ဒါပေမဲ့ C line ဆိုရင်တေချာပေါက် IGCSE ကိုရွေးပါနော်ဒီ3ချက်ကိုသိရင်ပဲဒီ IGCSE ရွေးရမလား GED ရွေးရမလားဆိုတာကိုကဂါနနာသိနိုင်တယ်ပေါ့နော်ဆိုတော့ဒီမေးထားတဲ့ question နဲ့ကျွန်မဖြေတဲ့အဖြေလေးတေချာလေးရသွားမယ်လို့ထင်ပါတယ်ကျွန်မဒီအပတ်စဉ်အမေးဖြေ question လေးတွေမိဘတွေဒီចောင်းသားတွေလူငယ်တွေသိချင်တဲ့မိကွန်းလေးတွေကိုအပတ်စဉ်ဗီဒီယိုလေးလုပ်ပြီးတော့ဖြေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကသိချင်တဲ့ question တွေပညာရေးနဲ့ပတ်သက်တာတွေ career နဲ့ပတ်သက်တာတွေသိချင်တာတွေရှိရင်ဒီဗီဒီယိုရဲ့ comment မှာမေးပေးလို့ရပါတယ်ဆိုတော့ဒီ comment တွေထဲက question လေးတွေအများအတွက်ပို့ပြီးတော့အကျိုးရှိအောင်ကျွန်မဗီဒီယိုလေးလုပ်ပြီးတော့အပတ်စဉ်ရိုက်ကူးပြီးတော့ဖြေချပေးပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်